မီးစိန်ပြမတေမင်းတကားကိုတိုးဝင်ပြီးရန်သူခံစစ်ကြောင်းကိုဖျက်တောက်ချတဲ့လေထီးစစ်သားတွေဘလို့လှုပ်ရှားကြလိမ့်အစစ်မြစ်နည်းပညာတွေနဲ့အေဂိုရတန်တွေစိုးမိုးလာတဲ့ခေတ်သစ်စစ်ပွဲတွေမှာလေထီးတပ်သားတွေဆိုတာအတိတ်ကပုံမြင်တွေးလို့ထင်စရာရှိပေမဲ့တကယ်တော့ဒါဟာလုံးဝမဟုတ်ပါဘူးဒီစစ်တီတော်တွေကိုအခုထိလည်းလိုအပ်နေတော့ပါပဲသူတို့ကအမိန်ရပြီးနိုင်ပိုင်းတွင်ဘလို့ခက်ခဲတဲ့မြေမျက်နှာတွင်ပြမျိုးမှမဆိုတာဝန်ထမ်းဆောင်ဖို့အမြဲအသင်းရှိနေကြတဲ့သူတွေပါသူတို့ရဲ့မြန်နှုံးနဲ့လျှက်တစ်ပြက်လှုပ်ရှားနိုင်စွမ်းတွေကြောင့်ပဲစစ်ပွဲတစ်ခုရဲ့အစောဆုံးတိုက်ခိုက်ရေးလိုင်းတွေမှာဒီလေထီးတပ်သားတွေကိုအမြဲတွေ့ရလိမ့်ရှိပါတယ်သူတို့ကအင်အားအလုံးရင်းနဲ့ဖြစ်စေအထူးအဖွဲ့ငယ်လေးတွေနဲ့ဖြစ်စေအန်ဒရဲဆုံးတွေကိုတရက်နှစ်ရက်အတွင်းအရောက်လှမ်းနိုင်စွမ်းရှိကြတဲ့သူတွေပါစစ်စင်ရေးရဲ့ပမာဏနဲ့ရှုပ်ထွေးမှုအပေါ်မူတည်ပြီးသူတို့ရဲ့တာဝန်တွေကိုတတ်မှတ်လိမ့်ရှိပါတယ်ဒုတိယကမ္ဘာစစ်ရဲ့အစောပိုင်းကာလတွေမှာလေထီးစစ်စင်ရေးတွေကစစ်ပွဲအတွက်မရှိမဖြစ်အရေးပါတယ်ဆိုတာတတ်တည်ပြသနိုင်ခဲ့တာပါတူနီးရှားကအဲဂျဘယ်စစ်စင်ရေးအီတလီက Operation Husky တို့မှာလေထီးတပ်သားတွေရဲ့ရဲစွမ်းတပ်တီကိုကမ္ဘာကမြင်တွေ့ခဲ့ရပြီးပြီလေအဲဒီနောက်မှာတော့ဒီစစ်တီတော်တွေကတာမန်ထက်တာလုံးနဲ့လေ့ကျင့်မှုစံနှုန်းတွေလိုအပ်တယ်ဆိုတာပိုပြီးထင်ရှားလာခဲ့ပါတယ်ကိုကာယကြံ့ခိုင်ယုံတွေမကပဲအခြေအနေတွေဘလောက်ပဲစိုးဝါးနေပါစေမျောလင်းချက်မဲ့နေပါစေရင်ဆိုင်တိုက်ပွဲဝင်နိုင်မဲ့တန်မလီစိတ်တက်မျိုးရှိနေဖို့ပဲလိုအပ်တာပါသူတို့ရဲ့လေ့ကျင့်မှုနဲ့ဤပြွာတွေကခေတ်သစ်သမိုင်းမှာအကြီးမားဆုံးလေထီးစစ်စင်ရေးကြီးဖြစ်တဲ့ဒီဒေးမှာအဆုံးဖြတ်ပေးနိုင်ခဲ့ပါတယ် Operation Overlord လို့အမည်ပေးထားတဲ့ Normandy ကမ်းခြေကအာယုံတိုက်ပွဲမှာလေထီးစစ်တီတွေကကောင်းကင်ရံတစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့တာပါသူတို့ရဲ့ရည်မှန်းချက်ကတော့ရန်သူခံစစ်ကြောင်းကိုဖျက်တောက်ဖို့အရေးပါတဲ့အခြေခံအဆောက်အုံတွေကိုတင်ပိုက်ဖို့နဲ့အဓိကလမ်းကြောင်းတွေကိုထိန်းချုပ်ဖို့ပဲဖြစ်ပါတယ်ကြမ်းတမ်းတဲ့ခုခံမှုတွေကိုမကျွမ်းကျင်တဲ့နယ်မြေတွေနဲ့လူစုကွဲသွားတဲ့အခြေအနေတွေကြားမှာတော့ဒီလေထီးစစ်တီတွေကမယုံနိုင်စရာဇွဲတက်တီတွေကိုပြသခဲ့ကြတာပါသူတို့ရဲ့ကြိုးပမ်းမှုတွေကြောင့်ပဲကန်တက်စစ်စင်ရေးကြီးကအောင်မြင်ခဲ့ရပြီးဥရောပစစ်ပွဲကြီးနေကုန်းချုပ်ဖို့လမ်းစားဖြစ်လာခဲ့ပါတယ်ပြောရရင်လေထီးစစ်စင်ရေးတွေရဲ့အစဉ်လာဟာအရိခေတ်ကလေးကအစားပြုခဲ့တာဖြစ်ပြီးသူတို့ရဲ့မူဝါဒတွေကဒီနေ့အထိလည်းတိတ်ပြီးပြောင်းလဲသွားခြင်းမရှိသေးပါဘူးသူတို့ရဲ့လေထီးစစ်စင်ရေးတစ်ခုကိုအပိုင်းကြီး၄ပိုင်းနဲ့ခွဲခြားထားပါတယ်အဲ့ဒါတွေကတော့ပြင်ဆင်စုပွဲခြင်းလေကြောင်းချီတက်ခြင်းမြေပြင်ဆင်းသက်ခြင်းနဲ့မြေပြင်တိုက်ပွဲဝင်ခြင်းတို့ပါပဲအခုကျွန်တော်တို့ပထမဆုံးမြင်တွေ့ရမှာကတော့အရေးအကြီးဆုံးဖြစ်တဲ့ Marshall Phase လို့ခေါ်တဲ့ပြင်ဆင်စုပွဲတဲ့အဆင့်ပါဒီအဆင့်မှာလေထီးစစ်တီတွေကိုတပ်ဆိုင်ရာလေရင်စီးနှမဲ့အုပ်စုတွေအလိုက်ခွဲခြားသတ်မှတ်ပြီးလေရင်ဖွဲ့သားတွေကလည်းပြန်တမ်းမှုအသင့်ဖြစ်မဖြစ်ဒေတာစစ်ဆေးကြရပါတယ်အဲဒါပြင်စစ်တီတော်တွေကသူတို့ရဲ့တိုက်ပွဲဝင်ဝစ်စုံတဲ့ကရိယာတွေကိုစတင်ဝစ်ဆင်ရတဲ့အဆင့်ဆိုရင်လည်းမမှားပါဘူးနောက်ပြီးလေထီးတပ်သားတယောက်ရဲ့ဘဝကထင်သလောက်မလွယ်ကူနေပါဘူးသူတို့ကခုံချတဲ့အချိန်မှာအလေးချိန်ပေါင်100ကနေ150အထိရှိတဲ့စစ်အသုံးဆောင်ပစ္စည်းတွေကိုတည်ဆောင်သွားကြရတာပါဒီအလေးချိန်ထဲမှာပင်မလေထီးအရန်လေထီးကြောဘိုးအိတ်နဲ့ရိုင်ဖယ်တနက်တွေပါဝင်ပါတယ်သူတို့ရဲ့ကြောဘိုးအိတ်ကြီးကိုတော့ခြေထောက်နှစ်ဖက်ကြားမှာတွဲလောင်းချပြီးတည်ဆောင်ကြရတာပါအဲ့ဒီအိတ်ထဲမှာတော့အနည်းဆုံး82နာရီစာအတွက်လိုအပ်မဲ့ကြီးစံတွေရေရိတ်ခါရီနဲ့တခါတလေမှာအရန်လက်နက်ကြီးတွေအတွက်ကြီးစံတွေကိုပါထည့်သွင်းတည်ဆောင်ကြရပါတယ်ပင်မလေထီးကိုကြောမှာလွယ်ထားပြီးအရန်လေထီးကိုတော့လေထဲမှာတစ်ခုခုဖြစ်ခဲ့ရင်အတင်သုံးနိုင်အောင်ရင်ဘတ်မှာတက်ဆင်ထားလိမ့်ရှိပါတယ်ပြီးတော့အမှားယွင်းမရှိစေဖို့အတွက်ကျွမ်းကျင်တဲ့နည်းပြတွေလေထီးပြင်ဆင်သူတွေနဲ့ဂျက်မာစတာလို့ခေါ်တဲ့လေထီးကုံအရာရှိတွေကစစ်တီတိုင်းရဲ့လေထီးအသုံးဆောင်တွေကိုတအူးချင်းစီစစ်ဆေးပေးကြရတာပါလေမော်တက်တဲ့ခါမှာလေကြိုတင်သတ်မှတ်ထားတဲ့စည်ရင်တိုင်းတိတိကျကျတက်ကြရတာပါအဲတခါတလေမှာဖျားနာတာဒါမှမဟုတ်ဒဏ်ရာရတာမျိုးတွေရှိခဲ့ရင်တော့လေရင်မထွက်ခင်စည်ရင်ကိုအနှင်းငယ်ပြန်ပြင်ရတာမျိုးလည်းရှိတတ်ပါတယ်လေရင်ပေါ်ရောက်လို့ခုံချကန်ဒီ10မိနစ်အလိုမှာတော့ဘေးကင်းလုံခြုံစေဖို့အတွက် pre-jump drill လို့ခေါ်တဲ့ခုံကန်လေးလေ့ကျင့်ခန်းတွေကိုစတင်လှုပ်ဆောင်ရတာပါ10မိနစ်အချက်ပေးတန်ကြားတာနဲ့စစ်တီတွေကထားရပြီးသူတို့ရဲ့လေထီးအလိုလျောက်ပွင့်စေမဲ့ကြိုးတွေကိုချိတ်ဆက်ကြရပါတယ်အဲဒီနောက်မှာတော့ကိုယ့်ရဲ့ကြိုးတွေနဲ့အသုံးဆောင်တွေကိုကိုရိုင်းရောဘေးကတငယ်ချင်းတွေကပါအပြန်အလှန်ထပ်မံစစ်ဆေးကြပါသေးတယ်နောက်ဆုံး10မိနစ်လိုမှာတော့လေရင်တကားမှာမင်းနီလင်းလာပြီးပထမဆုံးခုံရမယ့်သူတွေကတကားဝမှာအသင့်နေရာယူကြရပါပြီအဲဒီလိုလေရင်တကားဝမှာအသင့်ဆောင်နေရင်အချက်ပြမင်းနီကနေမီစိန်ပြောင်းသွားတာနဲ့ဂျမ်မာစတာရီစီကဂိုးဆိုတဲ့အမိန့်တန်ဟိန်းထွက်လာမှာပါအဲ့ဒီချိန်မှာလေထီးစစ်တီတွေကတယောက်ပြီးတယောက်လေရင်တကားဝကနေကောင်းကင်ရံတွေကိုဝုန်းကနေခုံစင်ကြရပါပြီအဲ့ဒီနောက်သူတို့ရဲ့ကြောပေါ်ကြီးမှာချိတ်ထားတဲ့အဝါရောင် static line ကြိုးတွေကိုဆွဲလိုက်ရင်လေထီးကိုအလိုလျောက်ပွင့်သွားအောင်လှုပ်ဆောင်ပေးမှာပါအဲ့ဒါကြောင့်လေရင်ပေါ်ကနေဘလောက်မြန်မြန်ခုံထွက်နိုင်တယ်လဲဆိုတာကလည်းအရေးကြီးပါတယ်ဘာလို့လဲဆိုတော့တတ်မှတ်ထားတဲ့စင်သက်ရမယ့်နေရာတွေကိုအားလုံးအစုဖွဲ့လိုက်ကြားရောက်ဖို့လိုအပ်လို့ပါပြီဒီစင်သက်ရမယ့်ဇုံနေရာကျယ်ဝင်းကိုတော့အသုံးပြုတဲ့လေရင်မျိုးစားပေါ်မူတည်ပြီးတတ်မှတ်လေးရှိပါတယ်ဒါပေမဲ့အထူးတပ်ဖွဲ့တွေဒါမှမဟုတ်တချို့အဖွဲ့ငယ်လေးတွေအတွက်တော့နေရာအကျယ်ကြီးမလိုပါဘူးသူတို့က RAM Air လို့ခေါ်တဲ့ထင်းချိုးရလွယ်ကူတဲ့လေထီးအမျိုးအစားတွေကိုအသုံးပြုတာကြောင့်ကျင်းမြောင်းတဲ့နေရာလေးတွေမှာတော့တိတိကျကျစင်းသက်နိုင်စွမ်းရှိကြလို့ပါဒါပေမဲ့မြေပြင်ကိုမရောက်ခင်အရေးကြီးတဲ့အဆင့်တစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ခြေထောက်ကြားမှာတွဲလောင်းချလာတဲ့ပေါင်100ကျော်လေးတဲ့ကြောပုတ်အိတ်ကြီးကိုလွှတ်ချလိုက်တာပါဒီအိတ်ကိုစစ်တီထက်အရင်မြေပြင်ပေါ်ကိုကြာခိုင်းရတာကစင်းသက်တဲ့ချိန်မှာစစ်တီရဲ့ကိုခန္ဓာပေါ်ကြာရောက်မဲ့ရိုက်ခတ်မှုတန်းကိုရှော့ချဖို့အတွက်ပဲဖြစ်ပါတယ်ဒါပေမဲ့အိတ်ကလွတ်ထွက်သွားတာမဟုတ်ပဲ15ပေရှိတဲ့ကျိုးတစ်ချောင်းနဲ့စစ်တီရဲ့ကပတ်မှာချိတ်ဆက်ထားစေပါပြီဒီကြောပုတ်အိတ်ထဲမှာတော့စစ်တီတယောက်အတွက်အသက်တမြအရေးကြီးတဲ့ပစ္စည်းတွေအစုံလင်ပါဝင်ပါတယ်
ကျင်းတူးတဲ့ကော်ပြားအပိုဝစ်စုံအိယာအိတ်မိုးခါအင်းကြီးအစင်းမြင့်မှန်ပြောင်းတွေရိတ်ခါဆက်သွယ်ရေးဆက်တွေပြင်မီးရှို့တဲ့ကရိယာနဲ့အသက်ရှင်တန်ရေးပစ္စည်းတွေအထီကိုပါဝင်ပါတယ်။ဒါအပြင်ကြီးကတ်တဲ့အသင်းထည့်ထားတဲ့ကြီးတန်းတွေနဲ့အလေးဆုံးဖြစ်တဲ့ရေဘူးလည်းပါပါတယ်။အကယ်၍ရေပင်ပေါ်ကိုဆင်းသက်ရမယ်ဆိုရင်တော့ဒီအလေးချိန်တွေကိုထိန်းထားနိုင်ဖို့အတွက်အသက်ကဲအင်ဂျီတွေကိုလည်းဝစ်ဆင်ထားရသေးတာပါ။လေတီနဲ့ဆင်းသက်ခြင်းကတိုက်ခိုက်ရေးစစ်တီတွေအတွက်တင်မဟုတ်ပါဘူး။အမေရိကန်စစ်ဘက်မှာတော့ Para Rescue တနည်းအားဖြင့် PJs လို့ခေါ်တဲ့တပ်ဖွဲ့ဝင်တွေရှိကြပါတယ်။သူတို့ကလေတီခုံရုံတင်မကပဲနီလန်မျိုးစုံနဲ့စစ်မြေပြင်တွေကိုထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိကြတဲ့သူတွေပါ။သူတို့ရဲ့အဓိကတာဝန်ကတော့စစ်မြေပြင်အတွင်းပိတ်မိနေတဲ့တပ်ဖွဲ့ဝင်တွေကိုပြန်လည်ကယ်ထုတ်ခြင်းနဲ့တိုက်ပွဲဝင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ပေးရတာပဲဖြစ်ပါတယ်။အမေရိကန်စစ်တပ်ကသူတို့ရဲ့ဖိုင်လော့တယောက်ဖြစ်လာဖို့အတွက်ဒေါ်လာတန်ပေါင်းများစွာယင်းနှိမ့်မြုပ်နှံထားရတာပါ။ပြတ်ကျသွားတဲ့တိုက်လေယာဉ်တစ်စီးကိုအစားထိုးဖို့ကလွယ်ကူပေမဲ့ကျွမ်းကျင်တဲ့ဖိုင်လော့တယောက်ကိုအစားထိုးဖို့ဆိုတာကတော့အလွန်ခက်ခဲပါတယ်။ဒါကြောင့်ပဲရန်သူနယ်မြေထဲမှာလေယာဉ်ပြစ်ချခံရလို့ဖိုင်လော့တွေပိတ်မိနေပြီဆိုရင်သူတို့ကိုရှာဖွေပြီးတော့ဘေးကင်းရာကိုပြန်လည်ခေါ်ဆောင်လာဖို့အတွက် PJs တပ်ဖွဲ့ဝင်တွေကိုဆယ်လို့ရတာပါ။ဒီအထူးတပ်ဖွဲ့ဝင်တွေကကျင်းမြောင်းတဲ့နေရာလေးတွေမှာတောင်တိတိကျကျဆင်းသက်နိုင်ဖို့အတွက် RAM Air လို့ခေါ်တဲ့လေထီအမျိုးအစားတွေကိုအသုံးပြုကြပါတယ်။ဒါမှသာရန်သူတွေနဲ့နီးကပ်နေတဲ့နေရာမျိုးမှာတောင်ဖိုင်လော့ရှိရာကိုအမြန်ဆုံးအရောက်သွားနိုင်မှာပါ။ပြောရရင်သူတို့ကအမေရိကန်စစ်တပ်အတွက်တင်မကပဲမဟာမိတ်တပ်ဖွဲ့ဝင်တွေရဲ့အသက်ကိုကယ်တင်ဖို့အတွက်ပါအမြဲအသင့်ရှိနေကြတယ်။ကောင်းကင်ရန်ကအဆောင်ရှောက်တွေပဲဖြစ်ပါတယ်။နောက်ပြီးအမေရိကန်စစ်ဘက်ကဖိုင်လော့တွေကသူတို့ရဲ့တာဝန်ထမ်းဆောင်မှုတစ်လျှောက်မှာလေယာဉ်ပေါ်ကနေအရေးပေါ်ခွန်ထွက်ရမယ့်အခြေအနေမျိုးနဲ့အမြဲရင်ဆိုင်ရနိုင်ခြေရှိပါတယ်။ဒါကြောင့်ပဲရဟယင်းတွေပေါ်ကနေအရေးပေါ်ခွန်ထွက်ရတဲ့လေ့ကျင့်ခန်းတွေကိုအမေရိကန်လေတပ်ရဲ့တင်နန်းသားတစ်တွေအတွက်စံနှုန်းသတ်မှတ်ထားတဲ့ပြင်ပလေ့ကျင့်ခန်းတစ်ခုဖြစ်ထည့်သွင်းထားတာပါ။ဒီလေ့ကျင့်ခန်းတွေကသူတို့ကိုတကယ်လက်တွေ့မှာကြုံလာရနိုင်တဲ့လေထီချုပ်ရင်းမှုတွေအတွက်ကြိုတင်ပြင်ဆင်ပေးထားတာလေးဖြစ်ပါတယ်။ပြီးတော့လေထဲမှာလေထီချိုးတွေလိန်သွားတာမျိုးဖြစ်ခဲ့ရင်လေထီကထိမ့်မနိုင်သိမ့်မရလဲထွက်သွားတာဒါမှမဟုတ်ပုံမှန်ထက်ပုံမြန်တဲ့နှုံးနဲ့ပြုတ်ကျတာမျိုးတွေဖြစ်တတ်ပါသေးတယ်။ဒါတကယ်ကိုအန်ဒရယ်များတဲ့အခြေအနေတစ်ခုပါ။တင်နန်းသားပိုင်းလော့တွေကဒီလိုစိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ဖို့နဲ့လေထဲမှာကိုထိန်းချုပ်နိုင်စွမ်းရှိစေဖို့လေလိုင်းကောင်းမျောစင်တွေထဲမှာရောတကယ်လက်တွေ့ခုံချမှုတွေမှာပါအချိန်ချင်းလေ့ကျင့်ကြရပါတယ်။အကယ်၍ပင်မလေထီကလုံးဝချုပ်ရင်းသွားပြီဆိုရင်တော့ပင်မလေထီကိုဖျက်ချပြီးအရန်လေထီကိုဖြန့်ချရမယ့်အဆင့်ကိုလှုပ်ဆောင်ရတာပါ။ဥပမာအားဖြင့်လေထီကျိုးတွေကလေထီမျက်နှာပြင်ပေါ်ကိုကြော်တက်သွားတာမျိုးဒါမှမဟုတ်လေထီမျက်နှာပြင်မှာအပေါက်ဖြစ်ပြီးပျက်စီးသွားတာမျိုးတွေဖြစ်တဲ့အခါမှာဒီနည်းလမ်းကိုအသုံးပြုကြရပါတယ်။ပြီးတော့လေထဲမှာတင်မကပဲမြေပြင်ကိုဆင်းသက်တဲ့အချိန်မှာလေအန်ဒရယ်ကရှိနေသေးပါပဲ။တင်နန်းသားပိုင်းလောတွေကမြေပြင်နဲ့ရိုက်ခတ်တဲ့အခါဒဏ်ရာမရအောင်လေထီစစ်တီတွေရဲ့လိန်စင်းနီးဒါမှမဟုတ် PLF လို့ခေါ်တဲ့နည်းလမ်းကိုကျွမ်းကျင်တက်မြောက်အောင်လေ့ကျင့်ထားကြရပါတယ်။ဒီနည်းလမ်းကတော့မြေပြင်ကိုထိကန်ဒီမှာခြေထောက်နှစ်ဖက်ကိုအတူတူထိန်းထားပြီးတောင်းထားကမြေပြင်နဲ့ထိတာနဲ့ဘေးတစ်စောင်းကိုလှိမ့်ချလိုက်ခြင်းမျိုးပါပဲ။ဒီလိုနည်းနဲ့ဆင်းသက်တဲ့အခါမှာရိုက်ခတ်မှုတံကိုတစ်ခုလုံးကဆုပ်ယူသွားအောင်လှုံ့ဆော်လိုက်တာပါ။အမေရိကန်ကြီးတပ်ရဲ့လေထီစစ်တီတွေကဂျော်ဂျီယာပြည်နယ် Fort Benning မှာရှိတဲ့လေထီတင်နန်းကျောင်းမှာလေ့ကျင့်ကြရပါတယ်။ဒီတင်နန်းကိုတက်ရောက်ခွင့်ရဖို့ဆိုတာကိုကာယကြံ့ခိုင်မှုအရန်မြင်မာဖို့လိုအပ်တာကြောင့်တော်ရုံလူမတက်နိုင်ပါဘူး။တင်နန်းကာလကတော့၃ဘက်ကြာမြင့်ပြီးတစ်ဘက်စီမှာထူးခြားတဲ့လေ့ကျင့်မှုတွေပါဝင်ပါတယ်။ပထမဆုံးအဖက်ဖြစ်တဲ့ ground way ကတော့လေယာဉ်တကားဝါကနေထွက်ခွာပုံ34ပေမြင့်တဲ့မျောစင်ကနေခုန်ချပုံနဲ့မြေပြင်ဆင်းသက်တဲ့ PLF နီးစနစ်တွေကိုအခြေခံကြလေ့ကျင့်ရတဲ့အဖက်ဖြစ်ပြီးကိုယုံကြည်မှုရှိလာအောင်တည်ဆောက်ပေးတာပါ။ဒုတိယဖြစ်တဲ့ Tower Way ကတော့ပေ150မြင့်တဲ့မျောစင်ကြီးတွေပေါ်မှာလေထီစီးနေရတဲ့ခံစားချက်မျိုးရအောင်လေ့ကျင့်ခန်းတွေလှုပ်ဆောင်ရတာဖြစ်ပါတယ်။တတိယအဖက်ဖြစ်တဲ့ Jan Way ကတော့နောက်ဆုံးအဆင့်ဖြစ်ပြီး C130 ဒါမှမဟုတ် C17 လေယာဉ်တွေပေါ်ကနေ9ချိန်တိလက်တွေ့ခုန်ချရတာပါ။ဒီအပတ်ကိုအောင်မြင်အောင်ဖြတ်သန်းနိုင်သူတွေသာ Airborne လို့ခေါ်ဆိုထိုက်တဲ့လေထီတစ်စိတ်ကိုရရှိမှာဖြစ်ပါတယ်။လေထီစစ်စင်ရေးတွေကဘလို့ရာသီဥတုမျိုးမှမဆိုဖြစ်ပွားနိုင်တာကြောင့်အမေရိကန်စစ်တပ်ကအာထိတ်ပီကာဆက်လို့ခေါ်တဲ့အာထိတ်ဒေတာလေ့ကျင့်ခန်းတွေကိုလည်းလှုပ်ဆောင်လေးရှိတာပါ။ဒီစစ်စင်ရေးမှာတော့အေးတံပြင်းထန်တဲ့နယ်မြေတွေအတွက်ရည်ရွယ်တဲ့ထောက်ပံ့ရေးပစ္စည်းတွေကို C17 လေယာဉ်ပေါ်ကနေချပေးပါတယ်။အဲဒီအထုပ်တွေထဲမှာစစ်တီ28ဦးအတွက်အမိုးအကာတည်ယူဖို့ဆောင်ရေးရင်လောင်စာနဲ့ရိတ်ခါတွေကို6ရက်စာထိထည့်သွင်းပေးထားတာပါ။ဒီလိုအာတိတ်ဒေတာစစ်စင်ရေးတွေမှာလေထီစစ်တီတွေက3အောက်ဒီဂရီဝန်းကျင်အေးခဲနေတဲ့အပူချိန်မှာပေါင်100နီးပါးလေးတဲ့ပစ္စည်းတွေနဲ့ခုန်ချကြရပါတယ်။မြေပြင်ကိုဆင်းသက်ပြီးတာနဲ့သူတို့ရဲ့လေထီတွေကိုတင်စီစစ်အုံဆောင်တွေကိုပြန်လည်စုဖွဲ့ပြီးအခြေဆိုင်စကန်စီကိုခြေတက်ကြရတာပါ။ပြီးတော့နှင်းတွေဖုံးနေတဲ့နယ်မြေမှာခြေလင်သွားဖို့ကခက်ခဲတာကြောင့်သူတို့ကနှင်းလျှော်စီးရင်တွေကိုအသုံးပြုကြပါတယ်။ဒီရင်တွေကရန်သူနယ်မြေတွေကိုအတန်တိတ်ထိုးဖောက်ဖို့တင်မကပဲဒဏ်ရာစစ်တီတွေကိုအမြန်ဆုံးကယ်တင်နိုင်ဖို့အတွက်ပါအလွန်အသုံးဝင်တာဖြစ်ပါတယ်။ဒါကတော့လေထီစစ်တီတွေရဲ့တမိုင်းကြောင်းနဲ့သူတို့ရဲ့ကျန်းတဲ့ဘဝဖြတ်သန်းမှုတွေပါပဲ။အခုဆိုရင်လေအမေရိကန်နဲ့အီရန်ကြားကစစ်ရေးခြေနေကတနေ့ရွှေတနေ့ငွေဖြစ်နေတာပါ။အစင်းမြင့်ဒရုန်းတွေနေပညာမြင့်လက်နက်တွေနဲ့အဝေးကနေတိုက်ခိုက်နေကြတဲ့ဒီဘက်ခင်မှာတကယ်လို့မြေပြင်တိုက်ပွဲတွေသာပြင်းထန်လာခဲ့ရင်ပထမဆုံးလှုပ်ရှားလာမှာကတော့ဒီလေထီတပ်သားတွေပဲဖြစ်ပါတယ်။သူတို့ကအမိန့်ရပြီးနိုင်ပိုင်းတွင်အရှိလေပိုင်းရဲ့ကျန်းတဲ့ကနာရတွေတဲကိုကောင်းကင်ရန်ကနေဝုန်းကနေဆင်းသက်လာနိုင်စွမ်းရှိကြတဲ့သူတွေပါ။နေပညာတွေဘလောက်ပဲစိုးမိုးနေပါစေနောက်ဆုံးအဆုံးဖြတ်ပေးရမယ့်မြေပြင်စစ်စင်ရေးတွေမှာတော့သူတို့ရဲ့တန်မဏိစိတ်ဓာတ်ကိုအစားထိုးဖို့ဆိုတာမဖြစ်နိုင်သေးပါဘူး
မိတ်ဆွေတို့ရောအခုဖြစ်နေတဲ့အမေရိကန်အီရန်စစ်ရေးတင်းမာမှုမှာဒီလေထီးတပ်သားတွေရဲ့အခမ်းကဏ္ဍကဘလောက်ထိအဆုံးဖြတ်ပေးနိုင်မဲလို့ထင်ပါတယ်ကိုယ့်ရဲ့အမြင်တွေကို comment မှာရေးပေးသွားပါဦးနော်အခုလိုစစ်ဘက်ဆိုင်ရာဗုဒ္ဓတော်တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လေးလုပ်ထားဖို့လည်းမမေ့လိုက်ပါနဲ့အောင်နောက်ထပ်ဗီဒီယိုအသစ်တွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲဘေးကင်းကြပါစေဗျာ